အဲ့တော့တခါကြီးတက္ကမကတရားသွားကျင့်လိုက်တဲ့အချိန်ခါကျတော့သိလာတဲ့အချိန်ခါကျတော့နင်ကျင့်တော့ဆိုပြီးတော့ဦးစင်းကလည်းခွင့်ပေးတယ်မှန်ပါဗျာခွင့်ပေးတယ်အဲ့ဒါလည်းကောင်းတယ်ကောင်းမှန်ပါဗျာအိမ်အောင်စုံအိမ်အောင်မစုံမှန်ပါအိမ်အောင်စုံတာကလင်ကလည်းတရားကျင့်မယားကလည်းတရားကျင့်မှန်ပါအဲ့ဒါအိမ်အောင်စုံခေါ်တယ်လင်ကနတ်သားမယားကနတ်သမီးမှန်ပါအိမ်အောင်မစုံလို့ရှိရင်လင်ကတော့တရားကျင့်လင်ကတော့နတ်သားတက္ကမကတော့ဗိုက်စကုန်းနဲ့ပြောလောဘနဲ့ပြောတယ်ဈေးတွေနဲ့ပြောတယ်လောဘနဲ့ပြောနေတယ်မရကတော့ဘာလဲတဲ့ဖုတ်ကြတယ်စီအဲ့ဒါကအိမ်တော်မစုံမှုတကကြီးလှေချုံစည်းခေါ်အိမ်တော်စုံဆိုတဲ့ဥစ္စာကဘယ်လိုပုဂ္ဂိုလ်အိမ်တော်စုံတယ်လဲဆိုတော့လို့မြတ်စွာဘုရားကိုတော်မြတ်ကြီးနိဗ္ဗာန်ကူတော့လဲရတော်တရားနိဗ္ဗာန်မကူဘူးလားကူပါဗျာအိမ်တော်မစုံဘူးလားစုံပါဗျာအဲ့ဒါအိမ်တော်စုံခေါ်တယ်တကကြီးမှန်ပါဗျာတကာကဝိပဿနာတရားကျင့်ညာအထုတ်နိုင်လို့ရှိရင်ဒကမလည်းကျင့်မှန်ပါအဲ့ဒါအိမ်တော်စုံတကာကဝိပဿနာတရားကျင့်တယ်ဒကမမကျင့်ဘူးအဲ့ဒါအိမ်တော်မစုံဘူးမှန်ပါဗျာတကာကတော့ကျင့်ညာအထုတ်လို့နတ်သားဒကမကတော့လောဘနဲ့ပြောနေတဲ့ဖောက်ချက်တစ်စိတ်မှန်ပါဗျာအဲ့ဒါကအိမ်တော်မစုံတဲ့တရားမှန်ပါဗျာအိမ်တော်စုံတဲ့တရားကမြတ်စွာဘုရားကိုတော်မြတ်ကြီးပရိနိဗ္ဗာန်ပြုသွားတော့နိဗ္ဗာန်ဝင်တော့ရသောတရားပါနိဗ္ဗာန်မဝင်ဘူးလားဝင်ပါဗျာအဲ့ဒါအိမ်တော်စုံတယ်လို့ခေါ်တယ်တကကြီးမှန်ပါဗျာနော်အိမ်တော်စုံအိမ်တော်မစုံဘောတကကြီး